ကျမနာမည်တော့တနောင်ဖြစ်ပါတယ်ဂျိုးပင်ကောင်းမျိုးမဲဆန္ဒနဲ့ဖြစ်ပါတယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်ရှင်ဝန်ကြီးဌာနက32ခုရှိတယ်ဝန်ကြီးက30ပေါ့နော်အစိုးရပေါ့ဒီနိုင်ငံတော်တစ်ကိုဒီစောက်မဲ့အစိုးရအတွက်ကတော့ကျမတို့အများကြီးအားထားပါတယ်ရှင်ပြောင်းလဲချက်တွေလည်းအများကြီးထားပါတယ်ပေါ့နော်မြန်မာမျက်နှာတစ်ဖိုရမ်မှာကျမတို့တက်ခဲ့ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းကျမတို့ရဲ့တမနာကြီးရပေါ့နော်ပွင့်လင်းမြင်သာစွာရှိဖို့ပေါ့နောက်ပြီးတော့ပေါ့လိန်ညာပြီးတော့ပေါ့နော်မတင်ဖို့အဲ့ဒါလည်းပြောခဲ့တဲ့အတွက်ကျမတို့အနေနဲ့အခုဆိုလို့ရှိရင်ပြောခွင့်နေပို့ရမယ်ပြည်သူခံစားရတဲ့ဒုက္ခတွေပေါ့နော်ဒါတွေအမှန်တိုင်းပြောခွင့်နေရမယ်ဆိုရင်ကျမတို့နိုင်ငံအတွက်ကျမတို့ပြည်သူတွေအတွက်ပိုပြီးအကျိုးရှိပါတယ်ရှင်နောက်တစ်ချက်ကလည်းအခုဒီအစိုးရအသစ်ကကျမတို့ပြည်သူတွေအားကိုးအားထားရမယ်ပေါ့နော်အစိုးရကြီးဖြစ်တယ်လို့လည်းယုံကြည်ပါတယ်ပြည်သူတွေနဲ့လည်းယုံကြည်စေချင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်ကျမတို့အနေနဲ့အခုပေါ့နော်ကျမတို့ဒုသမနာသည်အမျိုးသမီးဖြစ်သွားတဲ့ကျမတို့အမျိုးသမီးရတဲ့များစွာပီတိဖြစ်ပြီးဂုဏ်ယူမိပါတယ်ရှင်နောက်တစ်ချက်ကလည်းအမျိုးသမီးရေးရဆိုတာအရင်တော့က NGO အဖွဲ့အစည်းပါရှင်ကျမတို့ဆိုလည်းမျိုးနယ်မှာအမျိုးသမီးရအတွင်းမှုဖြစ်လှုပ်ဆောင်ပြီးတော့ပြည်သူတွေကိုကူညီခဲ့တယ်အခုချိန်မှာဝန်ကြီးဌာနတစ်ခုဖြစ်သွားပြီဖြစ်တဲ့အတွက်အမျိုးသမီးအခွင့်အရေးတွေပိုရလာမယ်စ조사ရင်စ조사သလောက်အခုဆိုရင်နိုင်ငံရေးမှာလည်းဒါဒုသမနာဆိုတာပေါ့နော်ဖြစ်လာတယ်နောက်အမျိုးသမီးတွေအတွက်ပြောမယ်ဆိုလူမှုရေးစီးပွားရေးပေါ့နော်အရေးအရာတွေအကုန်လုံးအတွက်မှာအမျိုးသမီးတွေအခွင့်အရေးတွေပိုရလာပြီးတော့အမျိုးသမီးတွေစ조사သလောက်အကျိုးရှိလာမယ်နိုင်ငံအဖွဲ့အစည်းမှာအခုဆိုရင်ကျမတို့ဒီဒါအမျိုးသမီးတွေပေါ့နော်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်မှာလည်းအမျိုးသမီးတွေအများကြီးပါလာပါတယ်နောက်ဆိုရင်ဒီတဲ့အမျိုးသမီးတွေပိုပြီး train ပေးမယ်ပိုပြီးစ조사ပေးမယ်ဆိုလို့ရှိရင်ပိုပြီးတော့အခုအစိုးရဘက်မှာရောနောက်ပညာတတ်အမျိုးသမီးတွေအများစွာပေါ်ထွန်းလာမှာဖြစ်တဲ့အတွက်အမျိုးသမီးတွေတော့အများကြီးအကျိုးရှိပါတယ်ရှင်ကျမတို့အနေနဲ့လည်းအခုပေါ့နော်ကျမတို့အမျိုးသမီးလေးတွေကျမတို့နိုင်ငံမှာပဲပေါ့နော်ဒီအလုပ်ကိုင်တွေရရှိစေချင်ပါတယ်အခြားနိုင်ငံတွေမှာအခုလိုပေါ့တွားပြီးတော့အလုပ်လုပ်နေရတဲ့ပုံမှာလည်းကျမတို့ရှင်ထဲမှာအစိတ်မကောင်းဖြစ်ရတယ်ဒါပေမဲ့လည်းအခုလောလောဆယ်အခြေအနေနိုင်ငံရေးအခင်းကြီးအခြေအနေအရကြတော့ချက်ချင်းလက်ငင်းကြတော့ပြောင်းလဲဖြစ်ဖို့မဖြစ်သေးဘူးရှင်ဒါပေမဲ့တဖြည်းဖြည်းနဲ့အခုလိုဝန်ကြီးဌာနတွေလည်းပေါ်လာပြီးတဖြည်းဖြည်းလုပ်ပိုင်ခွင့်နေပေါ့နော်အခွင့်အလမ်းတွေရှိလာပြီဆိုတဲ့အခါကျတော့ကျမတို့အမျိုးသမီးတွေအတွက်ပေါ့နော်ပညာရေးကဏ္ဍနော်လူမှုရေးကဏ္ဍနောက်ဆက်မှုလက်မှုကဏ္ဍအမျိုးစုံအနေနဲ့ဒါမျိုးတွေပေါ်ထွက်လာမယ်ဆိုရင်ကျမတို့အမျိုးသမီးတွေအတွက်အကျိုးပိုရှိပြီးအခွင့်အရေးတွေလည်းအများကြီးရရှိနိုင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်ကျမတို့နိုင်ငံမှာအမျိုးသားဥယျာဉ်ထက်အမျိုးသမီးဥယျာဉ်ဟာပို့ပါတယ်ရှင်အဲ့ဒီကြတော့အမျိုးသားတွေနဲ့ရင်မောင်တန်းပြီးတော့ကျမတို့ကလည်းဒါအခုချိန်မှာဆိုတော့ကျမတို့တက်နိုင်သလားဒါကျမတို့အနေနဲ့ဒါအမျိုးသမီးတွေဆိုတာဒါလွတ်တော်တရက်ကိုတက်ရောက်လာပြီအဲ့ဒီကြတော့အမျိုးသားတွေနဲ့တန်းတူကျမတို့အနေနဲ့လည်းနိုင်ငံတော်တည်ဆောက်ရေးမှာပေါ့နော်ဆောင်ရွက်ပေးနိုင်ပါတယ်ရှင်အဲ့ဒီအတွက်လည်းရှေ့လျှောက်အမျိုးသမီးလေးတွေအမျိုးသမီးပေါင်းများစွာဒီပေါ့နော်ပညာတတ်တွေအများကြီးဖြစ်ဖို့လိုတယ်လို့ကျမတို့ပေါ့နော်ရဲရင်ထက်မြက်တဲ့အမျိုးသမီးတွေလည်းဖြစ်ဖို့လိုပါတယ်အဲ့ဒီအတွက်လည်းကျမတို့တွေအမျိုးသမီးရေးရာဒီပေါ့နော်အခုဆိုလို့ရှိရင်ဝန်ကြီးဌာနအနေနဲ့ဖွဲ့စည်းပြီးဆိုတော့ကျမတို့ train မယ်ရှင်အဲ့လိုမျိုးအမျိုးသမီးရေးရာဌာနဒီအမျိုးသမီးတွေအတွက်ကိုတကယ်ကိုပေါ့နော်အမျိုးသမီးဂရုဟာနိုင်ငံအတွက်ပြည်သူတွေအတွက်အကျိုးရှိတယ်ဆိုတာပြည်သူတွေလည်းမြင်တာပေါ့နော်အဲ့လောက်ထိကျွန်တော်ပြောနေထားပါတယ်ရှင်ဒါကတော့ကျွန်မအထင်ပြောမယ်ရှင်နော်အမျိုးသမီးရေးရ NGO အဖွဲ့တော်ကလည်းကျမတို့အမျိုးသမီးရေးရတွေအနေနဲ့ပေါ့နော်ဒီကျမရေးဆောင်းရှောက်မှုတွေနော်ပြည်သူရဲ့လူမျိုးရေးဆောင်းရှောက်မှုတွေအခုဆိုအဖို့တစ်ခုဖြစ်တယ်ပေါ့အမျိုးသမီးလေးတွေဖြစ်ခဲ့တဲ့အမှုတွေပေါ်မှာကျမတို့နဲ့ဥဆောင်ပြီးတော့ပေါ့နော်ဒီလိုပေါ့တရားရေးနဲ့ဆိုင်နေလို့ရှင်လဲပေါ့နော်ဒါမျိုးတွေဖြစ်ရှင်းပေးခဲ့တာရှိရရှင်အဲ့ကြတော့အခုဝန်ကြီးဌာနဖြစ်သွားပြီဆိုလို့ရှိရင်အမျိုးသမီးတွေကဒီထပ်ပို့ပြီးတော့အခွင့်အရေးတွေအများကြီးရလာမယ်ပို့ပြီးတော့အခုစောနာကျွန်တော်ပြောခဲ့သလိုပါပဲဟောပေါ့နော်အမျိုးသမီးလေးတွေစ조사ရင်စ조사သလောက်နိုင်ငံအတွက်ကိုပြည်သူတွေအတွက်ကိုသူတို့အတွက်ကိုပေါ့နော်နောက်ပို့ပြီးတော့အခွင့်အလမ်းတွေအများကြီးရလာမယ်ဘာလို့ဒီလိုမျိုးဖွဲ့စည်းတာလဲဆိုလို့ရှိရင် NGO အနေနဲ့အမျိုးသမီးတွေဟာလှုပ်ရှားဆောင်ရွက်နေတယ်နောက်တစ်ချက်မြန်မာနိုင်ငံမှာအမျိုးသမီးဥယျာဉ်ပုံများတယ်နောက်တစ်ချက်ဒီအမျိုးသမီးတွေဟာလည်းအမျိုးသားတွေနဲ့တန်းတူပေါ့နော်သူတို့လုံနိုင်နေဆိုတာကိုမြင်တဲ့အတွက်ဒီအမျိုးသမီးဌာနပေါ့နော်အခုဝန်ကြီးဌာနဒီအရေးကြီးတယ်ဆိုပြီးတော့ဖွဲ့စည်းတယ်လို့မြင်ပါတယ်ရှင်ကျမတို့အနေနဲ့အများကြီးပြောလဲပါတယ်ကျမတို့ဒါအမျိုးသမီးရေးရာဝန်ကြီးဌာနဖွဲ့စည်းလိုက်ပြီဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်ပေါ့အခုထိခိုက်နေနာမှုဖြစ်ခဲ့ရင်မမမတ်ဝန်ကြီးဌာနတစ်ခုနဲ့ရပ်တည်နိုင်မယ်ဆိုလို့ရှိရင်တယုံလဲပေါ့နော်အရင်တော့ NGO ဖြစ်နေပဲဖြည့်ရှင်းခဲ့တယ်အခုကျတော့ဒါဌာနကြီးတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်အမျိုးသမီးတွေကဟိုပေါ့နော်ပြောမယ်ဆိုအမျိုးသမီးတွေပေါ်မှာအခွင့်အရေးယူတာတွေပေါ့နော်အထီးကဘာကြီးကလောက်တာတွေနောက်ပြီးတော့ပေါ့အမျိုးသမီးတွေအနိုင်ကျင့်တာတွေကိုဒါကာကွယ်ပေးနိုင်မယ်ရှင်
အဲ့လိုလဲကျမတို့ယုံကြည်တယ်မျှော်လင့်ပါတယ်ရှင်အထူးသဖြင့်တော့အမျိုးသမီးတွေကိုကာကွယ်စောင့်ရှောက်မဲ့အဖွဲ့အစည်းအမျိုးသမီးတွေတိုးတက်အောင်ပေါ့နော်တိုးတက်မြင့်မားအောင်လုပ်မဲ့အဖွဲ့အစည်းလို့မြင်တော့ဟုတ်ကဲ့တဲ့နိုင်ငံတော်တွေဒါဖွဲ့စည်းတယ်လို့မြင်ပါတယ်ရှင်အဲ့လိုလဲမျှော်လင့်ပါတယ်ရှင်